အားလုံးပဲဒီနေ့ဗီဒီယိုမှာတော့2025ဘောလုံးဂိမ်းကိုတစ်ဆက်ပေးတာပါမယ်အားလုံးပဲဗီဒီယိုမရှိဘဲစလိုက်အောင် let's go အခုတော့မြောက်ဂိမ်းထဲရောက်ပြီးသူကဖလားတော်များများပါပြီးအသင်းတွေသူကနိုင်ငံအသင်းနဲ့ကန်ရဆိုတော့တော်ဆော့ကြော်ရပြကျွန်တော်ဆော့ရတယ်တော်အဆင်ပြေဖလားတွေquest တွေကြိုက်တဲ့ဟာဗျာကြိုက်တဲ့ဖလားယူကြိုက်တဲ့ဖလားစုလို့ရဗျာဝူမမိမရနဲ့လေကန်လို့ရဗျာသူက2025မှာထွက်တာဆို2024ထက်တော်တာကွာဒီထွက်ခဲ့တဲ့မြမိုဘိုင်းဖုတ်ဘောဂိမ်းထဲမှာဒီဂိမ်းကအကောင်းဆုံးလို့ပြောလို့ရဗျာကျွန်တော်ဆော့တော်တော်ကိုအဆင်ပြေဒီဂိမ်းကကျွန်တော်အခုစောရန်ဒီပါပြပေးတော့မှာဗျာဆက်ကြည့်လိုက်ဒီဗီဒီယိုကြည့်ပြီးတော့ subscribe မလုပ်ဘဲနဲ့မနေနဲ့နော်ဒီဗီဒီယိုက subscribe တွေ like တွေ comment တွေပါမှတ်မိခဲ့ပါဗျာဒီဗီဒီယိုမှာလို့ subscribe တွေပါလုပ်ပေးခဲ့ဗျာနောက်တစ်ခါပြန်ပြောလိုက်ပါကြည့်တယ်ဆိုပေါ်တူဂီကျွန်တော်လောဆိုတော့ပေါ်တူဂီပဲကန်နေဗျလှုပ်ထားပါပေါ်တူဂီပဲလှုပ်ထားပါဒီမှာဟုံးရဲ့အိမ်ကွင်းမှာကန်တဲ့ဂျာနီရဲ့ဂျာစီပြောတာဂျာနီတောင်ဖြစ်နေအမှ football 2025ဘောလုံးလေးဒါ2025ဆိုတော့ဘောလုံး skin နေရပါဘောနော်ကျွန်တော်တပွဲလောက်စော့ပြီးအထက်အကွက်တွေတစ်ခွက်နှစ်ခွက်လောက်ဗျာဒီမှာဆိုအတင်းရွေးလို့ရဗျာယူနာတို့ဆိုထိတ်ဆုံးမှာပါဗျာတော်တော်စောမိုက်ရဗျာနိုင်ငံအစင်းနဲ့ကိုကြိုက်တဲ့အတင်းကိုရွေးပဲကျွန်တော်လည်းဒီမှာပေါ်တူဂီလောလို့ဆိုပဲရွေးထားလို့ပေါ်တူဂီဖြစ်နေတာပေါ့နော်ရဆိုကန်လိုက်ရအောင်โอเคဒါဆိုဒီမှာကွင်းနဲ့ရောက်ပြီဒီကွင်းနဲ့ရောက်လေတော်မိုက်တယ်မှာဖလားခလေးမှာဖလားကြီး round 4ဒါကျွန်တော်စော့ထားဖို့ရှိမှာအားကြောင့်နိုင်ငံအလန်းနဲ့တန်းစီโอเคကြော်လိုက်မယ်ဒါဘေးနားဟာဆိုကျွန်တော်မိုက်တယ်ဗျာဒီမှာပြစ်တံဘောပဲပါခြေထောက်နာပါရောတော်မိုက်ရပဲသူကပြီးကားတဲ့ပုံစံမှာဗျာကားတဲ့ပုံစံတော့ကျွန်တော်ထဲတော့မပြတော့ကျွန်တော်ခြာပြီးတော့ကြီးပဲစော့နေနေတိလာမှာဒီမှာဒီပါလေလို့ရဒါတော့45မိနစ်တစ်ခါနားခါရိုက်ထားပါတော့ဒီမှာကြိုက်တဲ့လူလဲလို့ရတယ်လုံးဝအပေါ်တကီမှာအကောင်းစားလူကြီးပဲရွှေရောင်ကြီးပါကိုကောင်ဒီမှာလေးကစားကွက်တွေချိန်လို့ရတယ်တော်တော်ဆော့ပြရဗျာဒီဗီဒီယိုလေးဒေါင်းလေးတီးရှင်ဟို comment မှာဒေါင်းလောက်လင့်နေဒေါင်းလုံးနီးလေးပြောပြပေးပါဆိုပြီးရေးခဲ့လို့ရတယ်နော်ကျွန်တော်အဲ့ဆိုဒီဂိမ်းကိုတင်ဆက်ပြီးဒီဂိမ်းဒေါင်းလေးတင်ဆက်ပေးမယ်ဒါဆိုလီလဲလိုက်ပြီဒါကတော့အဝေးဘောလားမသိ